င်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရှင်းလေးတဲ့အကြောင်းပြောမှဖြစ်တော့မယ်ဆိုပြီးတော့တွေးမိလို့တက်ပြီးပြောရခြင်းဖြစ်ပါတယ်။တိုင်းပြည်မှာလက်ရှိဖြစ်ပွားနေတဲ့အချင်းချင်းတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့စစ်ဟာတဖြည်းဖြည်းနဲ့တိုင်းပြည်ရဲ့ယိုယွင်းပျက်စီးမှုအနေအထားကိုဥတီလာပြီးဖြစ်ပါတယ်။ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် highlight လုပ်ပြီးပြောချင်တာကတော့ရခိုင်ရေးပဲဖြစ်ပါတယ်။ရခိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲရခိုင်ပြည်ဟာလွန်ခဲ့သောနှစ်ပေါင်းများစွာတွေကမနှဲကိုကာကွယ်နေရတဲ့နေရာဖြစ်ပါတယ်။အဲဒီနေရာဟာတော့ကျွန်တော်တို့လူမျိုးကြားဘင်္ဂါလီတွေကကျွန်တော်တို့နိုင်ငံတွေကိုဒိုးရင်ကြားဆိုတဲ့အမည်နဲ့လူမျိုးစုစုကမ္ဘာပေါ်မှာလိမ်ပြီးတော့မှမြမရဲ့မြေကိုရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။အခုရခိုင်ပြည်မှာဖြစ်ပွားနေတဲ့စီးရဲအခြေအနေတွေကြောင့်ဒီနေရာဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့လက်လွတ်ဆုံးရှုံးရတော့မယ့်နေရာတစ်ခုဖြစ်လာပြီဆိုတာကိုအလေးနက်ထားပြီးတင်ပြပေးခြင်းလို့တက်လာခြင်းဖြစ်ပါတယ်။ပြန်စဉ်းစားကြည့်ပါကျွန်တော်တို့ NLD အစိုးရလက်ထက်မှာ AISA တွေကကျွန်တော်တို့ရခိုင်ပြည်နယ်ကိုဝင်တိုက်ခဲ့ပါတယ်။ AISA ကျန်းဖတ်ဝင်တိုက်တဲ့အခါမှာကျွန်တော်တို့ပြည်သူရဲတွေများစွာကြာဆုံးခဲ့ပါတယ်။အဲဒီလိုနဲ့မြန်မာတပ်မတော်ကအကာအကွယ်ပေးပြီးတော့အခုဖြစ်နေတဲ့ OIC ဆိုတဲ့ဒီ Islamic ထောက်ခံတဲ့နိုင်ငံတွေကသူတို့ကိုထောက်ပံ့ပေးပြီးတော့မှအခု AISA မှာလူတသိန်းနီးပါးလက်နက်တပ်ဆင်ပေးပြီးဆိုတဲ့အကြောင်းသတင်းရှိရပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံအတွက်များစွာအန္တရာယ်ကြီးတဲ့အနေအထားတစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငကိုတဲကမှကျွန်တော်တို့ရဲ့မြို့ကိုလူစင်နေတဲ့သူတို့ဟာအခုနောက်ကွဲတော့ကြားဆွဲတယ်လို့ဆိုသလိုပဲကျွန်တော်တို့ရဲ့မြို့ပေါ်မှာသူတို့တွေဟာဝင်ရောက်နေရယူတော့မှာဖြစ်ပါတယ်။ဒီရင်းနဲ့ပတ်သက်ပြီးတော့သူပြောချင်တာကAA စံဖက်ဒါထုံးမြတ်နိုင်ဆိုတဲ့လူကိုပုံတော့ရှိရလားလို့မြင်ချင်တာဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာတူရှင်တွဲပြီးနေထိုင်ခဲ့တဲ့နေရာမှာကျွန်တော်တို့ရခိုင်လူမျိုးတွေနဲ့ကျန်တဲ့လူမျိုးတွေအားလုံးဟာဗုဒ္ဓဘာသာဖြစ်ကြပါတယ်ကျွန်တော်တို့ကိုယ်ကွယ်ရာဘာသာတူညီပါတယ်ကျွန်တော်တို့တွေကမိသားစုမြင်းအကုန်လုံးနေလာပြီးတော့မှအခုမှဟလာအရခဆိုတဲ့ဥစ္စာနဲ့တိုက်ခိုက်ပြီးတော့အခြေအနေမှာနောက်မှာ AISA အဖွဲ့ဟာဒါ AA ကိုနောက်ကနေပြီးတော့နောက်ဘိုးတိတ်ပြီးတော့တိုက်ဖို့လုပ်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ AA နဲ့ကျွန်တော်တို့ ASA နဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေဘယ်သူကိုတိုက်ရမလဲကျွန်တော်တို့က ASA ကိုတိုက်မှာကျွန်တော်တို့နိုင်ငံဟာဗုဒ္ဓဘာသာမြန်မာနိုင်ငံပဲကျွန်တော်တို့လက်ခံပါဝင်ရောက်လာမယ်ဒီမွတ်စလင်ကျွန်တော်လူမျိုးပြောတာမဟုတ်ပါဘူးအကျန်းဖတ်အစွန်းရောက်တွေရဲ့အောက်ကိုကျွန်တော်တို့နိုင်ငံအပါမခံနိုင်ပါဘူးဒါကြောင့်မလို့ရခိုင်မှာရှိနေတဲ့ပြည်သူပြည်သားတွေဟာဒီဖြစ်ပေါ်လာတော့မဲ့9နဲ့10နှစ်အတွင်းမှာဖြစ်ပေါ်လာတော့မဲ့ဒီရေးကိုအုံနောက်တဲ့ထေသားသင်ပါခင်ဗျားတို့ကိုကာကွယ်ပေးနေတာဟာမြန်မာတပ်မတော်ပဲဖြစ်ပါတယ်ခင်ဗျားတို့ရဲ့မြေကိုအကာအကွယ်ပေးခဲ့တာဟာလေစင်စက်မပြတ်အကာအကွယ်ပေးခဲ့တာလေမြန်မာတပ်မတော်နဲ့မြန်မာပြည်သူတွေပဲဖြစ်ပါတယ်ဒီအချိန်မှာရခိုင်တွေဗမာတွေမခွဲဘဲနဲ့မြန်မာပြည်သူပြည်သားများအနေနဲ့ကျွန်တော်တို့ရဲ့နောက်ပိုးကနေပြီးတော့ဝင်ရောက်အချောင်နှိုက်မဲ့အာစာကိုဂရီထားပြီးတော့ပြန်လဲပြီးတော့တွန်းလှန်ရတော့မယ်အနေထားကိုရောက်ရှိလာတော့မယ်ဆိုတာကိုခင်ဗျားတို့ခေါင်းကြီးကြီးနဲ့တွေးကြဖို့လိုပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကဒီစကားကိုကျွန်တော်မပြောချင်ပေမဲ့လည်းကျွန်တော်တက်ပြီးပြောရတာဖြစ်ပါတယ်အားလုံးအမြင်မျက်လုံးကြည်ကြည်ထားအမြင်ကြီးကြီးကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့အရေးကိုယ့်နိုင်ငံရဲ့အရေးဗုဒ္ဓဘာသာရဲ့အရေးကိုတွေးကြပါလို့ပြောရင်ကျွန်တော်ပြောချင်တဲ့စကားကတော့လောက်ပါပဲမြန်မာပြည်ကြီးကဘာပြည်ကြီးတွန့်ရှည်တတ်ပါပြီမြန်မာပြည်သူပြည်သားတိုင်းလားစီကိုပေါ်တော့မှအားလုံးစိတ်ဝါမကွဲပဲနဲ့မိမိနိုင်ငံကိုကာကွယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူး